Mingla Bashin, and Lady Health and Nutrition Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒုနာရာကိုတက်တာလုပ်ပြီးလို့ရမယ်နီလန်းလေးတွေနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်ဒုနာရာကတော်တော်များများဖြစ်ကြတဲ့ဝေဒနာတစ်ခုပါသွားရင်လာရင်ဒူးကမျက်ကနေဖြစ်သွားတာလေကားအတက်အဆင်းမှာနည်းနည်းနာသွားတာလောက်ကနေခြေထောက်လို့မရတာလမ်းလျှောက်လို့မရတာမျိုးတွေအထိဖြစ်တတ်ပါတယ်ဒုနာရာကိုတက်တာလုပ်ပြီးလို့ရတဲ့နီလန်းတွေကတော့နံပါတ်1အနေနဲ့ဒူးစွတ်စွတ်ပါဒူးစွတ်စွတ်ထားတဲ့အခါဒူးကိုဝင်ပြီးတာတက်တာစေပြီးဒူးစီရဲ့လှုပ်ရှားမှုလှုပ်ဆောင်နိုင်စွမ်းကိုအထောက်အကူဖြစ်စေမှာပါမကြဝတ်လိုက်ချွတ်လိုက်လုပ်ပေးပါအမြဲစွတ်ထားဖို့တော့မလိုပါဘူးနောက်နံပါတ်2အနေနဲ့အကိုက်ခဲပြောက်စီတောက်ပါလိမ့်ပါဆေးပလတ်စတာကပ်ပါနာကျင်မှုတက်တာစေဖို့အကိုက်ခဲပြောက်စီတောက်လို့ရပါတယ်ဒါပေမဲ့အစာရင်ယောဂကြောက်ကယောဂစတဲ့ယောဂအခန်းတွေကိုမှရှိနေရင်ဆရာဝန်နဲ့ပြပြီးမှစင်ညိုတိုက်တောက်တာကောင်းပါတယ်အကိုက်ခဲပြောက်လေဆေးတွေကတော့ဘီထွက်ဆိုးကျိုးပိုနေတာမို့ပိုအဆင်ပြေပါတယ်ပေါင်ကျက်သားတွေခြေတလုံးကျက်သားတွေအထိနာကျင်ကိုက်ခဲတဲ့အခြေအနေမျိုးမှာပလတ်စတာကပ်ပေးတာမျိုးလဲကျက်သားတွေကိုပြေရောစေပြီးနာကျင်မှုလျော့ပါစေမှာပါဒူးနာရာကိုတက်တာစေဖို့လုပ်ပေးလို့ရတဲ့နံပါတ်3နည်းလမ်းကတော့ရင်သွေးအိတ်ကပ်ပါနာကျင်ကိုက်ခဲမှုနဲ့ရောင်ရွယ်မှုတွေကိုခဏတာတက်တာစေဖို့ရင်သွေးအိတ်ကပ်ပေးပါသိပူနေတယ်ဆိုရင်တော့အဝတ်ပါးလေးခံပြီးတက်ထုတ်ထိုးသလိုအနှွေးကပ်ပေးပါဒူးနာတက်တာခြင်းနဲ့ဆိုရင်တော့နံပါတ်4အနေနဲ့ကိုယ်လေးချိန်လျှော့ပါကိုယ်လေးချိန်များနေတဲ့သူတွေဟာထိုက်တဲ့လောက်ကိုယ်လက်လှုပ်ရှားမှုလုပ်တာအစားဆင်ကျင်တာတွေနဲ့အစီချသင့်ပါတယ်ဒါမှဒူးစင်နဲ့ခန္ဓာကိုယ်ပေါ်တက်ရောက်နေတဲ့ဝင်တွေလျော့ပါစေမှာဖြစ်ပါတယ်နံပါတ်5နီလန်းကတော့မလှုပ်ရှားပဲမနေပါနဲ့နာနေတဲ့သူခြေထောက်ကိုညာပြီးအနာပေးလို့ရင်လည်းအစစ်နာဖို့စိုးစီနိုင်ပါတယ်အရင်လှုပ်ရှားပေးဖို့မလိုပေမဲ့ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်ဒူးနာတာအတွက်တက်တာစင်ပဲခက်ပြပြလိကျင်ငန်းတွေရှိတာကြောင့်ဒူးကိုအရင်အမပြုတ်ရဘူးဝင်မပြည့်စေဘူးဆိုရင်လှုပ်ရှားလို့ရပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်6ကတော့အစီပြေမဲ့ဖနှောက်ကိုရွေးစီးပါအမျိုးသားဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ်တက်တာဖြစ်မဲ့ဖနှောက်ကိုရွေးချယ်သင့်ပါတယ်ကိုနေရထားပုံစံမကြအောင်ဒူးကိုဖိအားတက်ရောက်စေနိုင်တဲ့ဖနှက်မျိုးဓာတ်မြစ်ဖနှက်မျိုးမစီးသင့်ပါဘူးဒူးနာတက်တာဖို့ဘာတွေရှောင်ကျင်ဖို့လို့လဲစောင်းကြောင်းထိုင်တာခြေထောက်ချိတ်ထိုင်တာမကြာခဏလေကားတက်တာတွေရှောင်ကျင်ရပါမယ်မလွဲတာလို့လေကားတက်ရမယ်ဆိုလေတက်တာထက်ဘေးလေးဆောင်ပြီးဖြည်းဖြည်းချင်းတက်သင့်ပါတယ်ဒါတွေကတော့ဒူးနာတာကိုတက်တာအောင်လုပ်ပြီးလို့ရမယ်နီလန်းလေးတွေပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်စုံတရာရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်ဗီဒီယိုတင်တိုင်းအမြဲသိရအောင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောက်လေးကိုလည်းနှိပ်ပေးခဲ့ပါဦးရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်